မင်္ဂလာပါအခုလိုပိုးသက်ဆေးကိုတောက်နေတဲ့သူတွေရှိလားတောက်နေတဲ့သူတွေရှိရဆိုရင်ကျွန်တော်ကဒီနေ့ပိုးသက်ဆေးတောက်နေတဲ့သူတွေမှားလေးရှိတဲ့အမှား၃ခုပြောပြမယ်နော်နံပါတ်1ကပိုးသက်ဆေးကို dose ပြည့်အောင်မတောက်တာ dose ပြည့်အောင်မတောက်ဘူးဆိုတာကဆရာဝန်ကတရက်ကို3ချိန်တောက်ဖို့မှားလိုက်ပြီမဲ့အချိန်ရှည် short တောက်တာဒါမှမဟုတ်လည်းမေ့တာအဲ့ဒီလိုဖြစ်ရင်ခန္ဓာကိုယ်ကပိုးတက်ဖို့အတွက်လုံလောက်တဲ့ဆေးပမာဏမရရှိတဲ့အတွက်ဒီပိုးကမတည်ပဲဖြစ်တတ်တယ်နံပါတ်2ချက်က course ပြည့်အောင်မတောက်တာကို့စ်ပြည့်အောင်မတောက်ဘူးဆိုတာကဆရာဝန်ကပိုးသက်ဆေးကို9ရက်တောက်ဖို့မှားလိုက်ပြီမဲ့ယောဂတက်တာလဲဆိုပြီး3ရက်လောက်နဲ့ဆေးကိုရက်ပစ်လိုက်တာမျိုးအဲ့ဒီလိုတောက်တာမျိုးကယောဂပိုးမထိတထိသွားလောက်တာနဲ့တူတယ်အဲ့ဒီပိုးကဒီပိုးသက်ဆေးကိုခံနိုင်အောင်သူတို့ဟာသူတို့ပြုပြင်ပြောင်းလဲပစ်လိုက်တယ်နောက်ဆုံးချက်ကတော့ပိုးသက်ဆေးတွေကိုကိုယ်တော်ဘောနဲ့ကိုတောက်တာအဲ့ဒီလိုတောက်တာမျိုးကလည်းအနာတခြားဆေးတခြားဖြစ်ပြီးတော့မှခန္ဓာကိုယ်ကမလိုတဲ့ပိုးသက်ဆေးကို exposure ရနေတာမျိုးဖြစ်တတ်တယ်အခုကျွန်တော်ပြောတဲ့ချက်တွေကိုရှောင်ရှားနိုင်မယ်ဆိုရင် multi drug resistant လို့ခေါ်တဲ့ပိုးသက်ဆေးရှင်ပတ်မှုပြဿနာကိုရှော့ချနိုင်ပါလိမ့်မယ်အားလုံးချက်မှချမ်းသာကြပါစေနော်